ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ရုရှား၊တရုတ်နဲ့အီရန်ဒီသုံးနိုင်ငံပေါင်းစည်းသွားရင်ကမ္ဘာအခင်းချင်းဘယ်လိုပြောင်းလဲသွားမလဲ။အခုတင်ပြပေးမယ့်ဗီဒီယိုထဲမှာတော့အမေရိကန်နဲ့အနောက်အုပ်စုကိုတုံ့လုပ်စေမဲ့ဒီနိုင်ငံတွေရဲ့ရိုးဝတ်တဲ့မဟာဗျူဟာတွေအကြောင်းကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့မြေပုံကိုကြည့်လိုက်ရအောင်။ကမ္ဘာရေနံသယ်ယူပို့ဆောင်ရေးမှာအသက်သွေးကြောဖြစ်တဲ့ Hormuz ရေလက်ကြား Strait of Hormuz ကိုအီရန်ကထိန်းချုပ်ထားပါတယ်။ဒါတွေမကသေးပါဘူး။အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကိုကျော်လွှားဖို့အတွက်မြောက်တောင်ကုန်းသွယ်ရေးလမ်းကြောင်း North-South Corridor ကိုလည်းအကောင်အထည်ဖော်နေပါတယ်။ဒီလမ်းကြောင်းကအီရန်ကနေတဆင့်ရုရှားအထိတိုက်ရိုက်ဆက်သွယ်ထားတာကြောင့်ပင်လယ်ရေကြောင်းသွားလာမှုကိုအများကြီးအားကိုးနေစရာမလိုတော့ပါဘူး။စွမ်းအင်ကဏ္ဍမှာဆိုရင်လည်းအီရန်ရဲ့ဘူရှဲနျူကလ িয়ার ဓာတ်အားပေးစက်ရုံကအဓိကကျပါတယ်။ရုရှားနိုင်ငံပိုင် Rosatom Corporation ကနည်းပညာတွေအပြည့်အဝထောက်ပံ့ပေးနေတာကိုတွေ့ရပါတယ်။ဒါဟာရိုးရိုးစွမ်းအင်အတွက်တင်မကပဲအီရန်ရဲ့စက်မှုအင်အားနဲ့နျူကလ িয়ার နည်းပညာကိုမြင့်တင်ပေးနေတာပါ။ဒီပူးပေါင်းမှုဟာဒေသတွင်းတင်မကပဲတစ်ကမ္ဘာလုံးရဲ့စွမ်းအင်ဈေးကွက်ကိုပါလှုပ်ခတ်စေနိုင်ပါတယ်။ဒီမဟာမိတ်အဖွဲ့ရဲ့နောက်ွယ်မှာတော့ဗလာဒီမာပူတင်၊ရှီကျင့်ဖျင်နဲ့အလီခါမီနီတို့လိုထိပ်သီးခေါင်းဆောင်တွေရှိနေပါတယ်။သူတို့ရဲ့တွေ့ဆုံမှုတွေဟာရိုးရိုးတန်တမန်ရေးထပ်ပို့ပါတယ်။အထူးသဖြင့်အနောက်အုပ်စုရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုတုံ့ပြန်ဖို့နဲ့တစ်ကမ္ဘာလုံးမှာဒေါ်လာသောစာလွှမ်းမိုးမှုကိုလျှော့ချဖို့သူတို့ပန်းတိုင်ချင်းတူနေကြပါတယ်။ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းပူတင်ဟာအီရန်နဲ့ရောတရုတ်နဲ့ပါစစ်ရေးစီးပွားရေးနားလည်မှုတွေအခိုင်အမာတည်ဆောက်နေတာကိုတွေ့ရမှာပါ။နောက်ဆုံးတစ်ချက်ကတော့စစ်ရေးပါ။အီရန်ရဲ့စစ်ရင်တန်းတွေနဲ့အမေရိကန်ရဲ့ B2 Stealth ဘုံးကျဲလေယာဉ်တွေကိုကြည့်ရင်ဒီဒေသဟာဘလောက်အထိတင်းမာနေလဲဆိုတာသိတာပါတယ်။ရုရှားရဲ့လက်နက်နည်းပညာတရုတ်ရဲ့စီးပွားရေးအင်အားနဲ့အီရန်ရဲ့ဗျူဟာမြောက်တည်နေရာတွေပေါင်းစပ်လိုက်တဲ့အခါအမေရိကန်အတွက်တော့ဒါဟာအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့ပါပြီ။ဒီတော့ရုရှားတရုတ်အီရန်မဟာမိတ်ဟာတကယ်ပဲကမ္ဘာအာဏာစက်ကိုပြောင်းလဲပြနိုင်မလား။ခင်ဗျားတို့ရဲ့အမြင်တွေကိုလည်း comment မှာရေးပေးခဲ့ကြပါဦး။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့နိုင်ငံတကာသတင်းတွေကိုသိချင်ရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နေအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။